မှာရောက်ရှိနေတဲ့မြန်မာဒုက္ခသည်တွေကြုံတွေ့နေရတဲ့အကြောင်းအရာတွေမြန်မာဒုက္ခသည်တွေအတွက်ဥပဒေကာကွယ်ပေးတာတွေရှိနေပြီလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး Human Affairs Alliance ရဲ့ Focal Person ကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။မင်္ဂလာပါကိုဟုတ်မင်္ဂလာပါညီမရေပထမအဆုံးအနေနဲ့ပေါ့နော်ကိုယ့်ရဲ့နာမည်ရဲ့နောက်တစ်ခုကကြတော့အဖွဲ့အစည်းမှာတာဝန်ယူထားတဲ့အပိုင်းလေးပေါ့နော်အဲ့ဒါလေးနဲ့စပြီးတော့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့စိုးထက်သိမ်းပါမြန်မာ Affairs Alliance မှာကျွန်တော်အတွင်းရေးမှူးတာဝန်ယူထားတယ်လို့ကျွန်တော်ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုဟုတ်လက်ရှိအချိန်မှာဆိုလို့ရှိရင်ပေါ့နော်နိုင်ငံရေးအခြေအနေကြောင့်ရောနောက်တစ်ခုကကြတော့ဒီစစ်အုပ်စုကနေပြီးတော့ပေါ့နော်ပြီးရဒုက္ခတွေကြောင့်ဒီမှာတို့ဒီမလေးရှားမှာပဲဖြစ်ဖြစ်တခြားနိုင်ငံတွေမှာလည်းသွားပြီးတော့အလုပ်လုပ်ကြကြတဲ့သူတွေပြီးတော့တိန့်ရှောင်နေရတဲ့သူတွေလည်းရှိရပေါ့နော်ဆိုတော့အရင်ဆုံးအနေနဲ့ဒီမလေးရှားမှာရောက်နေတဲ့မြန်မာတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဗမာပြည်ထဲမှာဒုက္ခရောက်လို့ပေါ့နော်စစ်ဘေးရှောင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုရင်နိုင်ငံရေးပါဝင်ပတ်သက်ခဲ့တဲ့ကျွန်တော်တို့ပုဂ္ဂိုလ်တွေထွက်ပြေးရတဲ့အခါကျရင်အနီးဆက်ဆုံးအိမ်နီးချင်းနိုင်ငံတွေကိုပြေးကြရတာပေါ့ဆိုတော့တချို့တွေထိုင်းကိုပြေးကြတယ်တချို့ကြောက်လည်းအိန္ဒိယပေါ့နော်ဆိုတော့မလေးရှားကိုလည်းတော်တော်များများပမာဏမလေးရှားကိုရောက်ပါတယ်ဆိုတော့ဒီလိုမလေးရှားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ဟိုမလေးရှားမှာမဟုတ်ဘူးဗမာပြည်ကနေထွက်ပြေးလာပြီဆိုတဲ့ဒုက္ခသည်တွေကိုဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးမဲ့ရန်တရားကျွန်တော်တို့အာဆီယံနိုင်ငံတွေထဲမှာမရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကအာဆီယံအာဆီယံအနေနဲ့ UNHCR နဲ့လက်တွဲပြီးတော့မှဆောင်ရွက်သွားမယ်သူတို့ရဲ့ charter အရလူ့အခွင့်အရေးလုပ်ငန်းစဉ်တွေကိုတိုးမြင့်ဆောင်ရွက်သွားမယ်လို့ပါဝင်ပေမဲ့အခုအာဆီယံနိုင်ငံ17နိုင်ငံအထိဖြစ်လာတဲ့အနေအထားမှာတော့မှ1951 Convention ကိုလက်မှတ်ထိုးထားတာနှစ်နိုင်ငံပဲရှိပါတယ်ဆိုတော့မလေးရှားတွေကိုရောက်လာတဲ့ကျွန်တော်တို့ဒုက္ခသည်တွေရဲ့အဓိကပြဿနာဥပဒေပိုင်းဆိုင်ရာအကာအကွယ်မရတာပါဆိုတော့ဥပဒေပိုင်းဆိုင်ရာအကာအကွယ်မရတဲ့နောက်ပိုင်းတော့ကျွန်တော်တို့ကကျန်းမာရေးတော်လည်းကောင်းပညာရေးတော်လည်းကောင်းပေါ့နော်ပညာရေးဆိုတာကလေးတွေပါလာတဲ့အတွက်အခြေခံပညာရေးကိုဆိုလိုတာပါနော် facility လိုမျိုးဟာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီဟိုလာ legal protection လုံးဝကိုကျွန်တော်တို့ကမရကြဘူးမရကြတဲ့အခါကျတော့ကိုနီးကိုဟန်နဲ့ဖြည့်ရှင်းရတယ်ပေါ့နော်ဆိုတော့မျောလင်းတရားတစ်ခုရှိတယ်မလေးရှားက chance တစ်ခုပေးထားတယ်အေးမင်းတို့တွေဒီမလေးရှားနိုင်ငံထဲမှာနေထိုင်မဲ့အခါကျရင် UNHCR ရဲ့အတိအမှတ်ပြုထားတဲ့ဒုက္ခသည်ကတ်လေးတစ်ခုရှိရင်တော့ငါတို့မဖမ်းပါဘူးပေါ့ဒါကလည်းပြောလို့ဆိုရင်နားလည်မှုတရက်ပဲဖြစ်တယ်ဆိုတော့မလေးရှားနိုင်ငံအနေနဲ့သူလုပ်ပေးနိုင်တဲ့အတိုင်းဒါအဲ့ဒီလောက်ဟိုသူကဘောင်လေးသူချပြထားတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့မလေးရှား UNHCR အနေနဲ့ကကြောက်လဲသူ့ရဲ့ဦးစားပေးမှုလုပ်ငန်းစဉ်တွေကပြောလို့ဆိုရင်ဒီနေ့ခေတ်အခင်းအကျင်းနဲ့ကိုက်ညီမှုမရှိတာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပြောလို့ဒီထဲမှာရှိနေတဲ့ဥပမာပေါ့ဗျာ CDN အရာရှိကြီးတွေရှိတယ်စစ်ပေးဆောင်မိသားစုတွေရှိတယ်ပေါ့နော်အရန်ကြီးကို high risk ဖြစ်တဲ့ပေါ့နော်ပုံကိုယ်တွေရှိတယ်ဆိုတော့အဲ့ဒီလိုပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့မှဥပမာမလေးရှားရဲကနေပြီးတော့မှဖမ်းတယ်ဒါမှမဟုတ်မလေးရှား immigration ကနေပြီးတော့ဖမ်းတဲ့အခါကျရင်ကျွန်တော်တို့မှပြောလို့ဘယ်သူ့ကိုအကူအညီတောင်းလို့တောင်းအောင်မသိပေါ့နော်နောက်ဆုံးကျွန်တော်တို့မရရတဲ့နီလန်းအနေနဲ့ NGO INGO အစုံပေါ့နော်ဒါမျိုးတွေနဲ့ကျွန်တော်တို့ကသွားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကတော့ကျွန်တော်တို့ကဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးမှုအားနည်းနေတယ်ဒါကိုပြောဆိုရင်မလေးရှားနိုင်ငံကနေပြီးတော့မှတနိုင်ငံနဲ့လုံးလို့တော့မရဘူးဒါအာဆီယံ level မှာသူ့ရဲ့ပြောလို့ own mechanism တစ်ခုဘယ်လိုတည်ဆောက်မလို့ပေါ့ဒါကိုပြောဆိုရင် stakeholder level တွေကနေပြီးတော့မှအာဆီယံဒေသတွင်းခေါင်းဆောင်တွေကနေပြီးတော့မှစဉ်းစားပေးဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါကိုဟုတ်အခုဆိုလို့ရှိရင်ပေါ့နော်ဒီ operation တွေကလည်းခက်စိတ်စိတ်ကိုလောက်လာတွေ့ရတယ်ပေါ့နော်ကျို့ဆိုဒီလမ်းပေါ်မှာဖမ်းတာတွေလည်းရှိတယ်နောက်ပြီးလို့ရှိရင်အိမ်ထဲမှာဝင်ပြီးတော့ဖမ်းတာတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေအခြေအနေလည်းရှိနေတဲ့ခါကျတော့လက်ရှိမျိုးမလေးရှားမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ဘယ်လိုမျိုးနေထိုင်တင်လဲနောက်တစ်ခုကကြတော့ဒီမြန်မာတွေအနေနဲ့ပေါ့နော်မလေးရှားမှာနေထိုင်မယ်ဆိုလို့ရှိရင်ဆောင်ရန်ရှောင်ရန်လေးတွေအနေနဲ့ရောဘယ်လိုမျိုးလေးရှိနေလဲရှင်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကမလေးရှားနိုင်ငံကိုဥပမာကိုယ်မှာဘာအထောက်အထားမှမရှိဘဲနဲ့ရောက်လာပြီဆိုရင်ဥပမာပေါ့ဗျာဟိုစားပေါ့ဘယ်လိုနေထိုင်ရင်တော့ရဲမဖမ်းဘူးဆိုတာမျိုးတော့ကျွန်တော်တို့ကတွေးထားလို့မရပါဘူး။ဘာလို့များသောအားဖြင့်ဥပမာပေါ့ဗျာလူမျက်ကိုကလူအများကြီးထဲမှာထင်ပေါ်နေတဲ့ပုံစံမျိုးမဖြစ်အောင်တော့ဒါကိုယ့်အသည့်တရားနဲ့ကိုယ်နေဖို့လိုအပ်တာပေါ့ဗျာမြန်မာမလေးရှားနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားတဦးလို့ဟိုထင်ပေါ်သွားနိုင်တဲ့အနေအထားမျိုးပကွက်ကြားကြီးတွေရင်ပုံအင်းကြီးတွေနဲ့ဆိုတော့ကိုကဗမာနိုင်ငံသားတယောက်မှန်ပြောဆိုအရင်သိတာထင်ရှားလွန်မဲ့အနေအထားမျိုးတွေကိုတော့ရှောင်ကျဉ်ဖို့တင့်တယ်ဗျဒါပေမဲ့အဲ့ဒီလိုမျိုးရှောင်ကျဉ်နေုံနဲ့အဖမ်းမခံရဘူးလားလို့
ဘယ်သူမှအာမခံလို့မရဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကမလေးရှားနိုင်ငံမှာအထောက်အထားမဲ့နေထိုင်နေရတယ်ဆိုရင်အဖမ်းခံရတဲ့အခါကျရင်ဘာတွေအဖမ်းမခံရခင်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်ကိုယ်အဖမ်းခံရရင်ဘယ်သူ့ကိုအကူအညီတောင်းမှာတော့ကို့မှာဘလို့အထောက်အထားတွေပေါ့နော်ဥပဒေပိုင်းဆိုင်ရာအရအကျုံးဝင်နိုင်မဲ့အထောက်အထားမျိုးလေးတွေကိုကိုကပြောအောင်ဆိုရင်ရှာဖွေထားမလို့ပေါ့နော်ဒီလိုအပိုင်းတွေကိုကြိုပြီးတော့မှကျွန်တော်တို့ကပြင်ဆင်ထားဖို့လိုအပ်တယ်အဲ့လိုပြင်ဆင်တဲ့အနေအထားမှာမလေးရှားနိုင်ငံထဲမှာကျွန်တော်တို့ community အသီးသီးရှိပါတယ်ဗမာပြည်ကနေပြီးတော့မှရောက်လာတဲ့ဒုက္ခသည်တွေထဲမှာကရင်ချင်းမြန်မာမွန်ရခိုင်ရှမ်းဗမာအပါအဝင်အကုန်လုံး community တွေရှိကြတယ်ဆိုတော့သူ့လူမျိုးကိုသူကာကွယ်နိုင်ဖို့အတွက်ကိုပြောအောင်ဆိုရင် UNHCR နဲ့ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့ရောက်လာတဲ့လူတွေက aware ဖြစ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကိုယ်ဖမ်းခံရတဲ့အခါကျရင်ကိုယ်တငယ်ချင်းလည်းလိုက်ပြီးတော့မကူညီနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အလုပ်တစ်ဖက်ရှိတယ်တကယ်လို့ကူညီနိုင်တဲ့ငါအလုပ်ဖြတ်ပြီးတော့မင်းကိုလိုက်ကူညီမယ်ဆိုရင်တော့ရုံးပိုင်းဆိုင်ရာကိုဝင်ထွက်ဖို့အတွက်အကန့်အသတ်တွေအများကြီးရှိပါတယ်ဆိုတော့ဒီလိုအနေအထားမျိုးတွေမှာပြောလို့ကိုဒီကိုရောက်လာတယ်ကိုဗမာလူမျိုးဆိုရင်ကျွန်တော်တို့ရုံးတွေရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်ကရင်လူမျိုးဆိုရင်ကရင် community ရုံးရှိတယ်ဒီလိုသွားပြီးတော့ကျွန်တော်တို့ဘယ် data မှာနေထိုင်နေထိုင်ပြီးတဲ့အခါကျတော့ကျွန်တော်အခုဒီကိုဘာကိစ္စနဲ့ရောက်လာတယ်ပေါ့နော်ကျွန်တော်အဖွဲ့ဝင်ဖြစ်နေကျွန်တော်ဒီမှာစရင်းသွင်းသားခြင်းပါကျွန်တော်တခုခုဖြစ်ရင်ကူညီပေးပါပေါ့နော်ဆိုတော့ဒီလိုအနေအထားမျိုးမှာဆိုရင်တုံလမ်းမှာဖမ်းဆီးခံရတဲ့အနေအထားမျိုးဆိုရင်သူတို့ရဲ့တက်ဆိုင်ရာခေါင်းဆောင်ပေါ့နော်ကျွန်တော်တို့ဆရာကြီးဖမ်းခံနေရပြီကျွန်တော်တို့လည်းတော့ညှိနှိုင်းပေးပါအောင်ဆိုလို့ပြည်လဲသွားတဲ့ကိစ္စတွေလည်းအများကြီးရှိတယ်လို့မပြေလည်ဘူးမင်းတို့တော့ဒါပြောရင်တရားရုံးတင်มาရမယ်ဆိုတဲ့အနေအထားမျိုးที่ဖြစ်တဲ့အခါကျရင်လည်းဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးဖို့အတွက်ကျွန်တော်တို့ရုံးနေရနေပြီးတော့မှရှေ့နေငှားပေးတာမျိုးပြီးတဲ့အခါကျတော့ UNHCR မှာ arrested and detention report ရေးပြီးတော့မှဒီလူတွေတော့ပြန်လို့မရပါဘူးစစ်ပေးဆောင်ဖြစ်တယ်သူတို့ဒေတာကမွားစာကျဲနေပြီပုံကျဲတိုက်ခိုက်ခံရတာဒါကြောင့်မလို့လူသားချင်းစာနာထောက်ထားမှုအရကူညီပေးပါဆိုတဲ့အကူအညီကိုတောင်းပေးတာမျိုးပေါ့ဒါမျိုးလေးတွေကိုလုပ်ပေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒါကိုသိဖို့အတွက်ကိုကျွန်တော်တို့လည်းဒီမှာတော့awareness တွေ advocacy တွေတော့လုပ်ပါတယ်ဒါပေမဲ့အကုန်လုံးနှီးပါတော့မဟိုထားပေါ့နော်ကျွန်တော်တို့ရဲ့သတင်းစကားမရောက်တဲ့သဘောမျိုးရှိတယ်လို့ထင်ပါတယ်ဘာလို့ပြဿနာတွေကတော့အမြဲတမ်းကြုံနေရတာပေါ့နော်ဒါပေမဲ့တစ်ခုရှိတာအဲ့လိုလုပ်ပေးလိုက်လို့အဆင်ပြေသွားမလားဆိုတော့ကျွန်တော်တို့ကလည်းဒီမှာအာဏာပိုင်မဟုတ်ပါဘူးကျွန်တော်တို့လုပ်ပေးနေနိုင်တဲ့အတိုင်းဒါအရန် limited ဖြစ်ပါတယ်။ပေါင်အရန်ကျင်းပါတယ်။ဆိုတော့ဒီလိုအနေအထားမျိုးလေးတော့ရှိပါတယ်ဗျ။ဟုတ်ကဲ့ဟုတ်อืมအာနောက်ထပ်မေးချင်တာကကြတော့လေကိုဒီမလေးရှားမှာဆိုလို့ရှိရင်လောက်လာလောက်တဲ့လူတွေလည်းရှိတယ်နောက်ပြီးတော့ဒီနိုင်ငံရေးအကြောင်းပေါ့နော်စစ်ကောင်စီကနေပြီးဒုက္ခပေးလို့ဒီတိတ်ဆောင်လာတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီလူတွေရဲ့အခြေအနေလေးကိုလည်းသိချင်ပါတယ်ရှင်ကိုဟုတ်ဟုတ်ကဲ့ဆိုတော့အဲ့ဒီဗမာပြည်ကနေပြီးတော့မှထွက်ပြေးလာတဲ့ဒီအမျိုးမျိုးသောဒုက္ခတွေတွေထဲမှာပေါ့ဗျာနော်ဆိုတော့အလွှာလိုက်ခွဲမယ်ဆိုရင်စစ်ပေးချောင်ရှိမယ်ပြီးတော့ CDM အရာရှိတွေဝန်ထမ်းတွေရှိမယ်ပြီးတဲ့အခါကျတော့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအဲ့ဒီထဲမှာတကယ် high profile တွေပေါ့နော်ဒီလိုအနေအထားမျိုးတွေရှိပါတယ်အဲ့လိုအနေအထားမျိုးတွေရှိတဲ့အခါမှာသူတို့ကိုကာကွယ်ပေးဖို့ဆိုတာကိုတို့ကအတီထွင်ကြံစပြီးတော့ကာကွယ်ပေးတဲ့လုပ်ငန်းစဉ်ကိုလုပ်ရတာပါဆိုတော့ဟိုဥစ္စာပေါ့အာဆီယံနိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မလို့အာဆီယံအသင်းကြီးကနေချမှတ်ထားတဲ့ဥပဒေပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်မှုလုပ်ငန်းစဉ်မျိုးမဟုတ်ဘူးပြီးတော့လက်ခံထားတဲ့နိုင်ငံကနေပြီးတော့မှလည်းပြောဆိုရင်အေးမင်းတို့ဗမာအရေးအတွက်တော့ငါတို့ကတော့ကူညီတယ်ဒါကြောင့်မလို့ဒီလိုထိခိုက်လွယ်တဲ့လူတွေကိုငါတို့ကဘယ်လိုကူညီပေးမယ်ဆိုတဲ့လမ်းစဉ်မျိုးလည်းမဟုတ်ဘူးUNHCR နဲ့ပတ်သက်ပြီးတော့မှလည်း UNHCR ကနေပြီးတော့မှမင်းတို့ຫນွေဦးတော်လှန်ရေးကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေတွေကိုငါတို့အနေနဲ့ဘယ်လိုကာကွယ်ပေးမယ်ဆိုပြီးတော့မှစားပေါ့နော်အာမခံရတာလည်းမဟုတ်ဘူးအဲကြတော့ကျွန်တော်တို့ဒီကိုရောက်လာတယ်ရောက်လာတဲ့အနေအထားမှာကျွန်တော်တို့လည်းဒုက္ခရောက်ခဲ့တယ်လို့နောက်ရောက်လာတဲ့လူတွေကျွန်တော်တို့လိုဒုက္ခမရောက်အောင်ဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးတော့မှမြန်မာဆိုလည်းမြန်မာချင်းစုဖွဲ့ပြီးကရင်ဆိုလည်းကရင်ချင်းစုဖွဲ့ပြီးချင်းဆိုလည်းချင်းတွေသူတို့စုဖွဲ့ပြီးတော့မှငါတို့လူမျိုးတွေငါတို့နိုင်ငံသားတွေဒုက္ခမရောက်အောင်ဘယ်လိုကာကွယ်ပေးမလို့ဆိုတဲ့လမ်းစဉ်တွေကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ကာကွယ်ပေးနေကြရတာပေါ့နော်ဆိုတော့ဥပမာပေါ့ဗျာတုံစစ်ပေးရှောင်တွေရောက်လာတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့တို့ရဲ့ကျန်းမာရေးပေါ့နော်ပြီးတဲ့အခါကျတော့အလုပ်အကိုင်မရရှိခင်မှာပြောဆိုရင်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုကျွန်တော်တို့တက်နိုင်လောက်ဖြေရှင်းပေးတယ်ကျန်းမာရေးမကောင်းတဲ့အခါ shelter ဘာညာပေါ့ဒါတွေဆိုရင်လည်းကျွန်တော်တို့အိမ်ငှားဒါမှမဟုတ်ရုံးမှာခေါ်ထားပေါ့ဒီလိုဖြေရှင်းပေးရတယ်ပေါ့ဗျာဆိုတော့နောက်ထပ်နည်းနည်းလေး high profile နေကြတော့ကျွန်တော်တို့ကဘာလို့ဆိုတော့ data ကအာဏာပိုင်နေနဲ့ကျွန်တော်တို့ဟိုလာပေါ့ညှိနှိုင်းပြီးတော့မှာပေါ့နော်ဒီလိုဒီအကြောင်းလေးတွေတော့ငါတို့ရှိတယ်ငါမင်းတို့သတင်းပို့ထားတာပေါ့နော်အမှန်တော့မဟုတ်ဘူးသူတို့အနေနဲ့ကြတော့လည်းဘာလို့ဆိုတော့
ကျွန်တော်တို့ဗမာနိုင်ငံရေးအပေါ်မှာပြောအောင်ဆိုရင်တို့ကူညီပေးခြင်းတဲ့အနေအထားမျိုးလေးတွေရှိတယ်။ဆိုတော့ကျွန်တော်တို့ဒါလက်တွဲဆောင်ရွက်လာတဲ့ဒါ၄နှစ်တာလောက်အတော်အတွင်းမှာကျွန်တော်တို့သိရတယ်။ဆိုတော့တုံတုံပေါ့နော်။ဒီနေရာမှာဖန်တီးပါညာရှိမယ်ပါညာဆိုတဲ့အခါကျရင်တော့မှကျွန်တော်တို့အနေနဲ့ပြောအောင်ဆိုရင်ကြော်သွားလို့ရတဲ့အနေအထားမျိုးလေးတွေပေါ့နော်။ဆိုတော့လို့ဒေတာအာဏာပိုင်နဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရတာရှိတယ်။ UNHCR မှာ priority တော့တောင်းရတာရှိတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ဘာနေကျွန်တော်တို့ကိုယ်ခွန်ကိုယ်အားနဲ့ပေါ့နော်။ကျွန်တော်တို့ဒီကူညီတာပေါ့နော်။ဒီလိုလမ်းစဉ်တွေပဲရှိတယ်ဒီတော့ကြောင့်မလို့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ကျွန်တော်တို့အစည်းအဝေးမှာဆိုရင်ကျွန်တော်ဘာကိုတောင်းဆိုခဲ့တော့ဆိုတော့အာဆီယံအနေနဲ့ပေါ့နော်ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ပေါ့နော်လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုတာကျွန်တော်ကနေပြီးတော့မှပြောလို့ချော်ပြီးတော့မှသူများထက်ထူပြီးတောင်းနေတာမဟုတ်ပါဘူးဆိုတော့အာဆီယံရဲ့5 point consensus မှာအကြမ်းဖက်မှုရပ်တန့်ရေးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နိုင်ရေးအာဆီယံကိုယ်စားလှယ်ခန့်အပ်နိုင်ရေးအာဆီယံကိုယ်စားလှယ်ရဲ့မြန်မာပြည်ခရီးစဉ်နဲ့ပြီးတဲ့အခါကျတော့ constructive dialogue နှစ်ဖက်ပါဝင်နှစ်ဖက်အဖွဲ့အစည်းတွေတွေ့ဆုံဆွေးနွေးရေးဆိုတဲ့မူ၅ချက်ကိုချမှတ်ထားတယ်ချမှတ်ထားတဲ့နေရာမှာသူတို့က၃ချက်တော့အောင်မြင်တယ်ဗျအာဆီယံကိုယ်စားလှယ်လည်းရှိတယ်အာဆီယံရဲ့ကိုယ်စားလှယ်ရဲ့ခရီးစဉ်လည်းရှိခဲ့တယ်ပြီးတဲ့အခါကျတော့အန်ယူဂျီဘက်အချမ်းရဲ့ EROS တွေဘက်အချမ်းရဲ့စစ်ကောင်စီဘက်အချမ်းရဲ့ကိုသူတို့ကနေသူတို့နီးသူတို့ဟန်နဲ့တွေ့ဆုံဆွေးနွေးနေတာတွေရှိပါတယ်ဆိုတော့ဒါပေမဲ့လူရဲ့အသက်တွေနဲ့ပတ်သက်တဲ့အပေါ်ဆုံးက2ချက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရနိုင်ရေးနဲ့အကြမ်းဖက်မှုတွေရပ်တန့်ရေးဆိုတဲ့အချက်ကိုအာဆီယံကမဆွမ်းဆောင်နိုင်ဘူးဆိုတော့အဲ့ကြတော့ကျွန်တော်တို့အနေနဲ့အာဆီယံအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဗမာပြည်တဲကိုတွားပြီးတော့မပေးနိုင်ဘူးဆိုရင်ဘာလို့ဆိုတော့ SAC ကသူ့လမ်းကြောင်းကနေပဲပေးရမယ်ဆိုတဲ့ဟာမျိုးနဲ့ကန့်တက်တာကိုဆိုတော့သူတို့ကလည်းအာဆီယံတိုင်းဝိုင်းကလည်းမယုံတဲ့အတွက်ကြောင့်မလို့ SAC ကိုမယုံတဲ့အတွက်ကြောင့်မလို့မြန်မာပြည်ထဲမှာတကယ်ဒုက္ခရောက်နေတဲ့လူတွေလူသားချင်းစာနာထောက်ထားမှုအကူအညီမရကြဘူးဆိုတော့နောက်တစ်ချက်ကကျွန်တော်တို့အကြမ်းဖက်မှုချက်ချင်းရပ်တန့်ရေးဆိုတဲ့ကိစ္စကိုအာဆီယံအနေနဲ့မစွမ်းဆောင်နိုင်ဘူးမစွမ်းဆောင်နိုင်တော့ကျွန်တော်အနေနဲ့မေးခွန်းကဗမာပြည်ထဲမှာလူသားချင်းစာနာထောက်ထားမှုအကူအညီကိုအာဆီယံကသူ့ရဲ့5 point consensus အတိုင်းမပေးနိုင်ဘူးဆိုရင်အကြမ်းဖက်မှုတွေမရပ်တန့်နိုင်ဘူးဆိုရင်အကြမ်းဖက်ခံရမှုတွေတဲကနေလွတ်မြောက်လာတဲ့လူတွေကိုကျွန်တော်တို့ cross border ကျွန်တော်တို့ humanitarian aid ပေးဖို့မစင်စားဘူးလားပေါ့ဆိုတော့ဒီဥစ္စာကိုဒီ48ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာအာဆီယံခေါင်းဆောင်တွေကဒါကိုထည့်သွင်းပြီးတော့သူတို့စဉ်းစားလာပါပြီဆိုတော့ဒါကျွန်တော်တို့အတွက်မျှော်လင့်ချက်တစ်ခုလည်းဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအဲ့ဒီလိုမျိုးကျွန်တော်တို့ကဥပဒေပိုင်းဆိုင်ရာနဲ့ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ရဲ့လူသားချင်းစာနာထောက်ထားမှုကျွန်တော်တို့ဟိုလာပေါ့နော်အကူအညီတွေရဲ့ကိုပေးဖို့အာဆီယံမှာ mechanism ဆိုတော့ AHA လိုဟာမျိုး AIHA လိုဟာမျိုးတွေရှိတယ်ဒါပေမဲ့ AHA ဆိုရင်သူကတဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီကိုပေးအပ်မယ်လို့သူကအရှိမတဘာဝဘေးအန္တရာယ်ဆိုတာကြီးကိုတတ်ထားတယ်ဆိုတော့အဲ့ဒီအနေအထားကိုတဘာဝဘေးအန္တရာယ်ဆိုတာကနေပြီးတော့မှလူသားချင်းစာနာထောက်ထားမှုအကျက်အသေးအထိချဲ့ပြီးတော့မှအာဆီယံကကိုယ်ပိုင် mechanism တစ်ခုတည်ဆောက်မယ်ဆိုရင်မြန်မာနိုင်ငံမှမဟုတ်ဘူးအာဆီယံနိုင်ငံတွေထဲမှာရှိတဲ့ကျွန်တော်တို့နိုင်ငံတွေမှာဖြစ်ပေါ်လာတဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအခုလိုမျိုးထွက်ပြေးရတဲ့ဒုက္ခသည်တွေကိုအာဆီယံကပြောလို့ဥပဒေပိုင်းဆိုင်ရာအကူအညီပေးအပ်နိုင်ပါလိမ့်မယ်။အဲဒီလိုပေးအပ်နိုင်တဲ့အခါကျရင်ထိုင်းတို့မလေးရှားတို့ကျန်တဲ့နိုင်ငံတွေပြောဆိုရင်လက်ညှိုးထိုးခံနေရတဲ့မင်းတို့ကပြောဆိုရင်force deportation လုပ်ပါတယ်ဆိုတဲ့အရေးမေးကြီးရတယ်ပြောဆိုရင်ပျောက်သွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့တိကျတဲ့ mechanism ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်။ဆိုတော့ဒါမျိုးကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှလည်းအကြံပြုတိုက်တွန်းလာတာရှိတယ်လက်ရှိအကူအညီရနိုင်တာကတော့မလေးရှားထဲမှာဆို UNHCR ပဲရှိပါတယ်ဒါပေမဲ့ UNHCR ရဲ့ priority ကလည်း2021နွေဦးတော်လှန်ရေးကြောင့်ထွက်ပြေးလာရတဲ့လူတွေအပေါ်မှာဦးစားပေးအဆင့်အတန်းသတ်မှတ်ထားမှုအရန်အားနည်းနေသေးတာကိုတွေ့ရပါတယ်ဗျဟုတ်ကဲ့ကိုဟုတ်အခုဒီစစပိုင်းမှာပြောရတဲ့အချိန်မှာပါတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ညီမနည်းနည်းလေးသိချင်လို့ထပ်ပြီးပဲပေါ့နော်အခုအဲ့ဒါကြပါလဲဆိုတော့ UN Cup ပေါ့နော်အခုပြောရတဲ့မှာ UN Cup နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမလေးရှားကဒီတာဝန်ရှိသူတွေပြောရပေါ့နော် UN Cup ရှိတော့မဖမ်းဘူးအဲ့လိုမျိုးပုံစံမျိုးပြောရလဲရှိရဆိုတော့ဒီ UN Cup ကိစ္စလေးနဲ့ပတ်သက်ပြီးတော့တိတိကျကျလေးပေါ့နော်ကိုပြပြပြီးလို့ရမလားရှင်နောက်တစ်ခုကမလေးရှားမှာရော UN ကိစ္စအခြေအနေကဘယ်လိုမျိုးတွေရှိနေလဲရှင်UN ကနဲ့ပတ်သက်ပြီးတော့မှဆိုရင်ကျွန်တော်တို့အဲ UN ကရဖို့အတွက်ကိုအဆင့်ဆင့်လုပ်ငန်းစဉ်တွေရှိပါတယ်ဗျဆိုတော့အဆင့်ဆင့်သောလုပ်ငန်းစဉ်မှာမှဦးစားပေးမှုပေါ့နော် priority အဆင့်တန်းအဆင့်ဆင့်လည်းရှိပါတယ်ဆိုတော့မလေးရှား UNHCR နံပါတ်1အချက်အနေနဲ့သိထားမှာတော့ကျွန်တော်မလေးရှား UNHCR ဗမာနိုင်ငံသားဒုက္ခသည်တွေအတွက်ပဲဆောင်ရွက်နေတာမဟုတ်ဘူး
သူတို့မှလည်းအရန်ကြီးမားကျယ်ပြန့်တဲ့ mission တွေရှိနေပါတယ်ဆိုတော့အရှေ့အလယ်ပိုင်းအရေးရကျန်တဲ့ဒုက္ခတွေအရေးရလည်းပါပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က UN ကတ်ရဖို့ဆိုရင်ဘုံလုံးတော့ကျွန်တော်တို့ new registration request ကျွန်တော်တို့ကတင်ရတာပေါ့နော်ဆိုတော့ new registration request ရဲ့အဓိပ္ပာယ်ကကျွန်တော်နားလည်တယ်လို့ဆိုရင်တော့ကျွန်တော်တို့ဒီဥစ္စာပေါ့နော် Declaration of Human Rights မှာပါဝင်တဲ့အတိုင်းပဲပြောဆိုရင်ကိုယ်နိုင်ငံမှာဖိစီးနှိပ်စက်မှုခံရတယ်ညှဉ်းပန်းနှိပ်စက်မှုခံရတယ်ဆိုအဲ့ဒီလူကပြောဆိုရင်တခြားနိုင်ငံတစ်ခုမှာနိုင်ငံရေးခိုလှုံခွင့်လျှောက်ထားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမျိုးဟိုအတွက်ကို right လို့လည်းကျွန်တော်ကတော့ယုံကြည်တယ်ဒီ new registration request ဆိုတာပေါ့နော်ဆိုတော့ဒါပေမဲ့နောက်တစ်ခုရှိတာကဘာလို့ဆိုတော့ new registration request ကသူက UNHCR မှာ refugee အဖြစ်နဲ့ registered ဖြစ်တာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့က request ပဲလုပ်ထားသေးတယ် UNHCR ကနေပြီးတော့မှခေါ်ပြီး interview ပြီးတော့မှမင်းက refugee ဖြစ်ပါတယ်လို့အသိမဲ့ပြုလိုက်တာမဟုတ်ဘူးအဲ့ဒီတော့ကြောင့်မလို့တစ်ဖက်မှာလည်းပြောအောင်ဆိုရင်သက်ဆိုင်ရာဒေသအာဏာပိုင်တွေကနေပြီးတော့မှဖမ်းဆီးလိုက်တဲ့အခါကျရင်ကျွန်တော်တို့မှာများသောအားဖြင့် UNHCR ရဲ့ဒါဝန်ထမ်းမလောက်တာလားဘတ်ဂျက်မလောက်တာလားပေါ့နော်ပြီးတော့သူတို့ရဲ့ဦးစားပေးစနစ်ရဲ့ချုပ်ရင်းမှုကြောင့်လားပေါ့ဒါတွေကသူတို့ဖြေရှာရမယ့်ကိစ္စတော့ကျွန်တော်တို့လည်းဝိုင်းဝန်းဖြေရှာဖို့လိုတယ်ဆိုတော့အဖမ်းခံလိုက်ရရင် UN စာရွက်ပဲကင်ထားတဲ့လူတွေရှိတယ် UN စာရွက်ဆိုတာကျွန်တော် new registration request ကိုပြောတာပါဆိုတော့အဲ့ဒီ UN စာရွက်ကင်ထားတဲ့လူတွေက refugee မဖြစ်သေးတဲ့အတွက်ကြောင့်မလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလည်းဒုက္ခတွေတယောက်ရမယ့်အခွင့်အရေးကိုမပေးပါဘူးအဲ့ဒီတော့ကြောင့်မလို့ဘယ်လိုလဲဆိုတော့ဗမာပြည်ကနေထွက်ပြေးလာတဲ့အခါကျရင်ဒီမှာ registration request တွေကင်ထားရပြီအဖမ်းခံရရင်အဲ့ဒါ illegal migrant အနေနဲ့အဖမ်းခံရတာပါကျွန်တော်တို့ကအသက်ဘေးကြောင့်လည်းထွက်ပြေးလာတယ်ဒီမှာကျွန်တော်တို့ဘာပြစ်မှုမှမလုပ်ဘူးဒါပေမဲ့ immigration ဥပဒေအရအဖမ်းခံရကျွန်တော်တို့ကအလိုလိုရာဇဝတ်မှုကျူးလွန်ပြီးသားဖြစ်နေပါတယ်ဆိုတော့ဒါကတစ်ဖက်နိုင်ငံရဲ့အမြင်ကိုပြောတာပါကျွန်တော်တို့အနေနဲ့ကြတော့ပြောအောင်ဆိုရင်ဥစားပေါ့အထက်ထက်အခါခါနစ်နာနေရတဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေပါပေါ့နော်ဆိုတော့အဲ့ဒီမှာတစ်ခါထပ်ပြီးတော့မှကျွန်တော်တို့ဒီမှာထပ်ပြီးတော့ community ရုံးတွေရှိပါတယ် community ရုံးတွေကနေပြီးတော့မှအခုလူတစ်ယောက်ကအရေးကြီးတယ်ပေါ့ဒါ high profile ဖြစ်တယ်သူကတော့ CDM officer တယောက်ဖြစ်ခဲ့တယ်ပေါ့ဒီလိုအနေအထားမျိုးတွေမှာဆိုရင်ကျွန်တော်တို့က UN ကနေပြီးတော့မှချမှတ်ထားတယ်ကျွန်တော်တို့ဒီဥစ္စာပေါ့CBO reference ဆိုတဲ့ဟာကိုတက်ကျွန်တော်တို့ကဖြည့်ရပါတယ် community based organization တွေရဲ့ reference ပေါ့နော်ဆိုတော့ဒီလူကိုတော့ပြောလို့ဆိုရင်အဲ့ဒီ reference မှာသူက priority သူကထားပေးထားတယ်ပေါ့နော်ဆိုတော့ emergency priority ရှိတယ် urgent priority ရှိတယ်ပြီးတဲ့အခါကျတော့ heightened priority ရှိပါတယ်ဆိုတော့ emergency priority အနေနဲ့ UN ကနေလက်ခံနိုင်မယ်ဆိုရင်တော့နှစ်ပတ်အတင်းဆောင်ရွက်ပေးမယ်လို့ကျွန်တော်တို့အဓိပ္ပာယ်ရတယ် urgent priority အနေနဲ့လက်ခံလိုက်မယ်ဆိုရင်6လအတွင်းဆောင်ရွက်ပေးမယ်လို့အဓိပ္ပာယ်ရတယ်တော့ heightened ဆိုရင်တော့အဲ့ထက်ကြာတဲ့ကာလတစ်ခုကိုရည်ညွှန်းတာပေါ့ဗျာနော်ဆိုတော့အဲ့ဒီလိုမျိုးဆောင်ရွက်ပေးဖို့အတွက်လည်းသူ့ရဲ့ပြောဆို vulnerability ကိုကြည့်ရပါသေးတယ်ဘာတွေသူတို့မှာအခက်အခဲဖြစ်နေတာတော့အားနဲ့ဥစားအားနဲ့ချက်ကပါတော့ဆိုတော့ legal and physical protection need ဒါကိုကျွန်တော်တို့ဒီဟိုစာအတွက်ကိုဘာလို့ priority တဲမှာအားနည်းချက်တစ်ခုအနေနဲ့ဒါမှမဟုတ်ဟို criteria တစ်ခုအနေနဲ့တို့သတ်မှတ်ထားပါပြီးတဲ့အခါကျ women and get at risk older person at risk disability survival of violence ပေါ့နော်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ family reunification ပေါ့နော်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အချက်6ချက်9ချက်လောက်သူသတ်မှတ်ပေးထားပါတယ်ဒါပေမဲ့ UNHCR အဲ့ဒီအချက်6ချက်ပေါ်မှာအလုံးလုံးမှုအရင်အားနေတယ်အောက်မှာနောက်တစ်ချက်ပါအောင်ဆိုတော့လက်ရှိကျန်းမာရေးအခြေအနေခွဲစိတ်ကုသရမှာလားဆေးရုံမှာအပြင်းပြားနေတာလားဘာယောဂခံစားနေရတော့ဆိုတော့အဲ့ဒီဒေါက်တာမီမုံနဲ့ပဲသူတို့ကအလုပ်လုပ်ပါတယ်ဆိုတော့ကျွန်တော်တို့အပေါ်မှာဒီလူကပြောဆို physical legal and legal protection လိုအပ်ပါတယ်ဆိုပြီးတော့ recommend လိုက်ပေမဲ့သူ့မှာကျန်းမာရေးအခြေအနေမရှိရင်အဲ့လူ priority မရတော့ပါဘူးဒါပေမဲ့တစ်ခါထပ်ပြီးတော့မှဒီလူကပြောဆိုရင်survival of violence ဖြစ်ပါတယ်လို့ကျွန်တော်တို့ကအပေါ်မှာ recommend ထားပေမဲ့ကျန်းမာရေးအခြေအနေမရှိရင်အဲ့ဒီလူကထပ်ပြီးတော့မှတစ်ခါမရတော့ပြန်ဘူး priority ပေါ့နော်ဆိုတော့အဲ့ရတော့သူတို့ကအပေါ်အချက်တွေကိုသတ်မှတ်ထားပေမဲ့တကယ်တမ်းသူတို့လိုချင်တာကျန်းမာရေးချက်ပဲလားပေါ့နော်ဒါကျွန်တော်တို့ကအမြဲတမ်းမေးနေတယ်မေးခွန်းပါပေါ့သူတို့အနေနဲ့လည်းအခုထိဒီ priority ကိုသူတို့လုပ်နေတဲ့ဥစ္စာကိုမပြောင်းလဲသေးပါဘူးကျွန်တော်တို့ကပို့ပြီးတိုက်တွန်းနေတာသူတို့ကိုယ်ပေါ်မှာသတ်မှတ်ထားတဲ့ priority တိုင်းလုပ်ပေးပါဒါ1951 convention အရဒုက္ခတွေရပိုင်ခွင့်လည်းဖြစ်ပါတယ်အောက်ကကျန်းမာရေးအကြောင်းပြချက်ဆိုတာမလေးရှားရောက်မှဖြစ်ရင်ဖြစ်တော့တာပေါ့လုံးလို့ရတဲ့တက်တေကန်ထောက်ထားဖြစ်တယ်မလေးရှားရောက်မှခံစားရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဗမာပြည်မှာကိုအသက်အန္တရာယ်ကိုရင်ဆိုင်ခဲ့ရကြောင်းတက်တေပြနိုင်တဲ့အပေါ်ကအချက်တွေနဲ့ညီတဲ့လူတွေကို priority ပေးပါဆိုတာမျိုးကိုကျွန်တော်တို့တိုက်တွန်းနေပါတယ်အဲ့ဒီအားနည်းချက်တွေကြောင့်ခုနကဟောလို့ဒီမှာ UN ကတ်ရရှိမှုအတိုင်းဒါအရင်နည်းပါတယ်
ပေါ့နော်အဲ့လိုအရန်နဲတဲ့တဲမှာဆိုရင်ကျွန်တော်တို့ဒီဥစ္စာပေါ့နော်အရင်လမ်းယူလမ်းဟောင်းတိုင်းသူတို့ပြောအောင်ဆိုရင်သွားနေတဲ့အတွက်ကြောင့်မလို့ပြောအောင်ဆိုရင်တချို့ minority group တွေကတော့ညံပါတယ်တချို့ minority group တွေကတော့သူတို့ကအရင်ကတည်းကလည်း UN ကသိပြီးသားဖြစ်တဲ့ဒီ minority တွေကစစ်ဘေးစစ်တမ်းကိုကြုံတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဒုက္ခတွေဖြစ်တယ်လို့သိပြီးသားဖြစ်တယ်ဒါပေမဲ့အသစ်ဖြစ်လာတဲ့ကျွန်တော်တို့38တန်းရှိတဲ့လူမျိုးဒီ majority တွေအခုဒုက္ခရောက်နေတယ်အများဆုံးလည်းဖြစ်တယ်ဒါပေမဲ့ UNHCR အနေနဲ့အဲ့ဒါကိုကောင်းကောင်းသိရှိထားတဲ့အနေအထားမျိုးမရှိသေးဘူးပေါ့နော်ဒါကြောင့်မလို့လဲဒီမှာမလေးရှားထဲမှာဖြစ်နေတဲ့ဒုက္ခတွေအကြီးအကျက်အသေးကဒါနဲ့တိုက်ရိုက်သွားပြီးတော့သက်ဆိုင်နေရလို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ပေါ့ဟုတ်အခုပြောသွားတဲ့ဆက်ဆက်ပြီးတော့ဒီပြည်ချင်တာကကြတော့မြန်မာပြည်တွင်းကပေါ့နော်လူငယ်တွေကဆိုလို့ရှိရင်အခုစစ်မှုထမ်းပြီးစစ်မှုထမ်းတသားအဲ့လိုအတင်းပေါ်တာဆွဲဖမ်းဆီးခံရတာတွေကလည်းတွင်မြောက်ဖို့အတွက်ပေါ့နော်ဒေသတွင်းနိုင်ငံတွေကိုသူတို့ကဒီရရနီးလန်းနဲ့ဖတ်ကြတယ်လာကြတယ်အဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်ဒါတဲ့လမ်းမှာဖမ်းခံရတာတွေနောက်တစ်ခုကကြတော့အလုပ်ခွင်ထဲမှာဖမ်းခံရတာတွေအဲ့လိုမျိုးတွေကြုံတွေ့ရတယ်ပေါ့နော်အခုအဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်အဲ့လိုဖမ်းခံရပြီဆိုလို့ရှိရင်သက်ဆိုင်ရာနိုင်ငံတွေကဒီစစ်ကောင်စီစီကိုသူတို့ကဒီပြန်ပို့တာတို့အဲ့လိုမျိုးပုံစံတွေရှိတယ်အဲ့လိုပြန်ပို့ခံရပြီဆိုလို့ရှိရင်လည်းလူငယ်တွေကဒီစစ်တပ်ထဲကိုပေါ်တာဆွဲဖမ်းခံလိုက်ရတာမျိုးတွေအဲ့လိုမျိုးပုံစံမျိုးတွေရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကိုဘယ်လိုမြင်လဲရှင်နောက်တစ်ခုကအဲ့လိုမျိုးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လေဘယ်လိုမျိုးဖြည့်ရှင်းရင်ရနိုင်မလဲဆိုတာလေးလည်းပြောပြပြပါအောင်ရှင်ဒီဒီကိစ္စကကြတော့ပြောဖို့ကတော့အရင်ခက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့လည်းကိစ္စတစ်ခုချင်းစီပေါ်မှာမတူညီတဲ့ချင်းကပ်မှုတွေနဲ့အများနဲ့လုပ်နေရတဲ့အတွက်ကြောင့်မလို့ဘလို့နီးလန်းကတော့ဒါကိုကာကွယ်နိုင်မယ်လို့ဘလို့ပြောလို့အတိအကျကြီးပြောရဖို့ခက်တယ်ဗမာပြည်ကနေပြီးတော့အကြောင်းမျိုးမျိုးကြောင့်ထွက်ပြေးလာတဲ့အခါမှာပြောဆိုရင်အများသောအားဖြင့်ဒီလူတယ်တဲ့ပွဲသားတွေလိန်တာခံရတာများတယ်တာဝန်ယူမှုတာဝန်ခံမှုနည်းတဲ့အတွက်ကြောင့်မလို့ဥပမာပေါ့ဗျာလမ်းမှာအဖမ်းအဆီးနဲ့ကြုံရပြီဆိုတဲ့အခါကျရင်တာဝန်ယူပြီးတော့ခေါ်လာတဲ့လူကကားထားပြီးထွက်ပြေးသွားပြီအထဲထဲမှာဒီဥစ္စာတွေကထွက်ပြေးလာတဲ့ကလေးတွေအထဲထဲမှာပါလာတဲ့ကလေးတွေအကုန်ဖမ်းခံရပြီပေါ့အဖမ်းခံရပြီးတဲ့အခါကျတော့တခါဒီတက်ဆိုင်ရာနိုင်ငံရဲ့ detention center တွေကနေတစ်ဆင့်တခါ deportation လုပ်တော့မြန်မာပြည်ကိုပြန်ရောက်တယ်ပေါ့ဒါကတော့ဒီတက်ဆိုင်ရာနိုင်ငံအနေနဲ့တော့ဥပဒေပိုင်းဆိုင်ရာသူတို့ဆောင်ရွက်ချက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဗမာနိုင်ငံသားတွေအနေနဲ့ကြတော့ဒါသေတွင်းလေးကိုပြန်ပို့လိုက်လို့ခံစားနေရတယ်ပေါ့နော်ဆိုတော့ဒီလိုအနေအထားမှာစပြီးတော့မှထွက်လာမဲ့လူတွေအနေနဲ့ကပြောဆိုရင်ကိုသွားမဲ့နိုင်ငံမှာကိုယ့်ရဲ့အသည့်အကျွမ်းပေါင်းတဲ့ဆွေမျိုးရှိလားပြီးတော့ကိုသွားမဲ့လူကိုခေါ်ရမဲ့လူကဘယ်လောက်ထိယုံကြည်စိတ်ချရတော့ဆိုတော့ကိုယ်တိုင်ကမဆုံးဖြတ်ပဲနဲ့အဲ့ဒီနိုင်ငံမှာရှိနေတဲ့ကိုယ့်ရဲ့အပေါင်းအသင်းဆွေမျိုးတငယ်ချင်းကနေပြီးတော့မှဆုံးဖြတ်ပြီးတော့မှလုပ်ပေးအဲ့ဒါပေါ့နော် recommend ပေးတာမျိုးကိုပို့ပြီးနားထောင်စေခြင်းတယ်။သို့မဟုတ်ဆိုရင်ခုနကလိုပြဿနာမျိုးတွေကိုကဲဒီလူထွက်ပြေးသွားတယ်ဘယ်ကိုလိုက်ရှာလို့ရှာရမှန်းမသိဘူးအဲ့လိုပြဿနာတွေကတကယ်ဖြစ်တာပါအများတန်းပေါ့နော်။နောက်တစ်ခုဖမ်းခံထားရတဲ့အချိန်မှာ deportation ပေါ့နော်။ဆိုတော့သူတို့ဒီဟိုလာပေါ့ဗမာပြည်ကိုပြန်ပို့မယ်။ဆိုတော့အဲ့ဒီမှာများသောအားဖြင့်တော့ပြောလို့ဆိုရင်အရင်တော့ကတော့ကိုယ့်ရဲ့ရွေးချယ်မှုပါ။ဒီထောင်ထဲမှာကိုဒီလဝကထောင်ထဲမှာကိုမနေနိုင်တော့ဘူးဒါကြောင့်မလို့ပြောလို့တန်ယုံတွေကနေလာတွေးရခါကျရင်ကျွန်တော်နိုင်ငံကိုပြန်ပါမယ်ဆိုပြီးလက်မှတ်ထိုးပြီးလိုက်ကြတာပေါ့ဆိုတော့အဲ့လိုအနေအထားမျိုးတွေမှာလည်းကျွန်တော်တို့ကကိုကဟိုဘယ်လောက် risk ရှိတုံးဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှတောင့်ခံနိုင်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့စစ်တပ်ရဲ့ယုံမှာမှုပါအဲ့ဒါကဘာလို့လဲသက်ဆိုင်ရာအာဏာပိုင်တွေနဲ့သူတို့ဘယ်လိုပူးပေါင်းဆောင်ရွက်တယ်မပြောတတ်ဘူးတချို့တွေကိုပြောဆိုရင်အတင်းအကျပ်ပြန်ပို့တာတွေကျွန်တော်တို့ကြုံခဲ့ရဘူးလားရှိပါတယ်ဟောမပြန်ညင်မဲနဲ့ပြန်ရတာပေါ့ဆိုတော့အဲ့လိုမျိုးတွေရှိပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့အနေနဲ့ကပြောဆိုရင်ဒီတက်ဆိုင်ရာအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးတော့မှကူညီကယ်ဆယ်ပေးတဲ့အနေအထားလွဲပြီးတော့မှပြောလို့တေချာသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတိုင်းဥပဒေကာကွယ်မှုတိုင်းလုပ်ပေးနိုင်တာမရှိပါဘူးဒါကြောင့်မလို့ကျွန်တော်ခုနကကျွန်တော်ပြောခဲ့တာအာဆီယံအနေနဲ့ပြောအောင်ဆိုရင်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နိုင်မှုအတွက်အာဆီယံရဲ့ပြောအောင်ဆိုရင်ကိုယ်ပိုင် mechanism တစ်ခုလိုအပ်ပါတယ်ဆိုတဲ့အကြောင်းဒါကဗမာနိုင်ငံရဲ့အတွက်မဟုတ်ဘဲနဲ့အာဆီယံဒေသအတွင်းနိုင်ငံအားလုံးအတွက်လိုအပ်တာဆိုတော့သူတို့ကတော့ UNHCR နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောတယ်ဒါပေမဲ့ဒီစကားကတကယ်တမ်းရည်စရာအရင်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒုက္ခတွေဒီအရေးစာချုပ်ပေါ့ဗျာ1951 convention ကိုလက်မှတ်ထိုးတာကအာဆီယံနိုင်ငံထဲမှာ2နိုင်ငံပဲရှိပါတယ်နောက်တစ်ခုကကြတော့ဒီအာဆီယံရဲ့မူ၅ချက်ပေါ့နော်အာဆီယံမူ၅ချက်ကိုကြတော့ဒီစစ်ကောင်စီကလိုက်မလိုက်နာဘူးပေါ့နော်အခုဆိုတဲ့အခါကျတော့အဲ့ဒါကိုအခုအနေနဲ့ဘယ်လိုမျိုးလေးသုံးသပ်ပြီးတော့ပြောချင်လဲရှင်အခုရဲ့အမြင်လေးပေါ့နော်နောက်တစ်ခုကကြတော့ဖိလစ်ပင်းအနေနဲ့ကော
ဒီအရာကိုလုပ်နိုင်မယ်လို့အခုအနေနဲ့ထင်လားရှင်ဟုတ်ကဲ့ဟိုဒီဥစ္စာတော့အရင်ကျေပြန့်တဲ့အနေအထားပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ဒီမှာ49ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံကြီးပြီးတော့မှဒါဟိုအာစစ်ကောင်စီပြန်ကြားရေးကနေပြီးတော့မှဒီမူ၅ချက်ကသူတို့အစည်းအဝေးတုန်းကချမှတ်ထားတာမဟုတ်ဘူးအစည်းအဝေးပြီးမှပေါ်လာတဲ့မူ၅ချက်ဆိုပြီးတော့မှတန်းပြီးတော့မှသူတို့ဒီအင်တာဗျူးဟုတ်တာပေါ့သတင်းစာရှင်းလင်းပွဲလုပ်တာကိုကျွန်တော်တွေ့လိုက်ရတယ်ဆိုတော့ဒါသူတို့အနေနဲ့လိုင်းနာခြင်းစိတ်မရှိဘူးဆိုတာကိုဒါမြင်နေရတယ်ပြီးတော့နောက်တစ်ခုကဒီမူ၅ချက်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းဒါသူတို့ဘက်ကနေပြီးတော့မှအချိန်ဆွဲမှုတစ်ခုပဲဖြစ်တာပေါ့နော်ဆိုတော့တစ်ဖက်မှာကြောက်ရလဲကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လည်းဒီမူဒီအာဆီယံ5 point consensus ဆိုတဲ့ဒီသဘောတူညီချက်၅ချက်ကပြောမယ်ဗမာအရေးအတွက်လုံးဝမထိရောက်ဘူးဆိုတာကိုတော့ကျွန်တော်တို့ကဟိုစပြီးတော့ချကြတဲ့ကကြိုက်ခဲ့တဲ့လူတွေမဟုတ်ကြဘူးဗမာပြည်လူပြည်သားတွေရောနိုင်ငံရေးလုပ်နေတဲ့လူတွေရောပေါ့နော်ဒါပေမဲ့ဘလို့မှကျွန်တော်တို့ငြင်းလို့မရတာမြန်မာနိုင်ငံရေးအကြောင်းကိုအာဆီယံ level မှာပြောလိုက်တိုင်း5 point consensus နဲ့ပဲပြန်ပိတ်မိပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကိုယ်တိုင်ပြောင်းနိုင်တဲ့အနေအထားမျိုးလည်းမရှိဘူးမရှိတဲ့အခါကျတော့ကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်တုံးဆိုတော့ပြီးတော့နောက်တစ်ခုကျွန်တော်တို့သတိထားဖို့လိုအပ်တာ consensus ပေါ့နော်အဲ့ဒါကအာဆီယံ level မှာအမြင့်ဆုံးသူတို့လုပ်နိုင်တဲ့အရာပဲဖြစ်တယ်ဆိုတော့ကျွန်တော်အာဆီယံ chapter ကိုပြန်ပြီးလေ့လာကြည့်လိုက်တယ်အာဆီယံ chapter ကိုပြန်ပြီးလေ့လာကြည့်လိုက်တဲ့အခါမှာသူတို့ရှိမှာနိုင်ငံတစ်နိုင်ငံကသဘောမတူဘူးဆိုရင် consensus မထွက်နိုင်ဘူးနိုင်ငံတစ်နိုင်ငံကနေပြီးတော့သဘောမတူဘူးဆိုရင်နိုင်ငံအားလုံးသဘောတူမှာ consensus ထွက်နိုင်တယ်ဒါကပြောလို့ဆိုရင်ကျွန်တော်တို့ဒီဟိုဥစ္စာပေါ့နော်ဟိုဒီ voting လုပ်တဲ့အနေအထားမျိုးတွေမှာဆိုရင်တော့တဝက်ကျော်လို့၃ပုံဥစ္စာပေါ့နော်ဟိုလား၄ပုံ၃ပုံလို့ဒီလိုမျိုး၃ပုံ၂ပုံလို့ပေါ့နော်ဆိုတော့ဒီလိုအနေအထားမျိုးတွေနဲ့တော့မှအစိုးအောင်နိုင်တဲ့ကဘာကြီးမှာအကုန်လုံးသဘောမတူရင်ဘာမှမလုပ်ရဘူးဆိုတဲ့အသင်းကြီးကနေပြီးတော့မှရရှိထားတဲ့5 point consensus ဖြစ်တယ်ဆိုတော့အဲ့ဒါကအာဆီယံအတွက်တော့အရန်အရေးကြီးတဲ့အနေအထားမျိုးသူတို့ချက်တာအရာပေါ့နော်ဆိုတော့ဒါတရားမျှတတယ်အရာရောက်တယ်လို့ပြောတာမဟုတ်ဘူးအာဆီယံ level အနေအထားနဲ့ပဲပြောတာဆိုတော့အဲ့ဒီအနေအထားမှာ तू က၅ချက်ချမှတ်ထားတဲ့ထဲမှာ၃ချက်ကို तू ကလှုပ်ဆောင်နေပြီပေါ့နော်ဆိုတော့နောက်နှစ်ချက်ကလည်းကျွန်တော်တို့ကအခုကအကြမ်းဖက်မှုချက်ချင်းရပ်တန့်မှာဒီကိစ္စကမဖြစ်နိုင်ဘူးဒါဗမာပြည်ရဲ့လောလောဆယ်ဒေါ်လာရင်းအနေအထားနဲ့မဖြစ်နိုင်ဘူးဆိုတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်နိုင်ဆိုတဲ့ဟာကိုဒီ49ကြိမ်မြောက်အာဆီယံညီလာခံမှာ cross border ပေးဖို့အတွက်ပေါ့နော်ဆိုတော့နယ်စပ်ဖြတ်ကျော်ပြီးတော့မှပေးဖို့အတွက်ကိုသူတို့စပြီးတော့မှဆွေးနွေးလာတယ်ဆိုတော့ဒီဥစ္စာကိုဒီဆွေးနွေးမှုကိုကျွန်တော်ပြီးခဲ့တဲ့အစည်းအဝေးမှာကျွန်တော်တို့ဒီအလွတ်သဘောပြောခဲ့တဲ့အနေအထားအတွင်းအာဆီယံကလူကြီးတော်တော်များများကဒါကိုသဘောတူပါတယ်ကျွန်တော်ညီမကိုပေးထားတဲ့စာတမ်းကိုသူတို့ဖတ်ကြည့်ပြီးတော့မှဒါတွေငါတို့သဘောတူတယ်အောင်စလဲဆွေးနွေးနေပါ in line ဖြစ်တယ်ပေါ့နော်ဆိုတဲ့အနေအထားမျိုးသူတို့ဘက်ကနေပြီးတော့မှပြောပါဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ5 point consensus အပေါ်မှာကျွန်တော်တို့5 point consensus ကြီးတစ်ခုလုံးကိုသဘောမတူဘူးကွာအတိတ်ရေးဆွဲပေးလို့ကျွန်တော်တို့ကပြောနိုင်တဲ့အခွင့်အရေးမရှိတဲ့အချိန်မှာဒီ5 point consensus ပေါ်မှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့အလုပ်လုပ်ဖို့လိုအပ်တယ်ဆိုတော့ဒီကနေပြီးတော့မှကျွန်တော်တို့ဘာရနိုင်လို့ရနိုင်တာကိုကျွန်တော်တို့ယူဖို့လိုအပ်တယ်ဒါပေမဲ့တကယ်တမ်းအဆုံးအဖြတ်ကမြေပြင်ပဲဖြစ်တယ်မြန်မာပြည်ထဲကကျွန်တော်တို့ရဲ့တိုင်ရင်တပ်ဖွဲ့တွေနဲ့ EROS တွေကအဆုံးအဖြတ်ပဲဖြစ်တယ်ကျွန်တော်တို့ပြည်ပမှာလုပ်နေရဆိုတဲ့အတိုင်းအတာကပြောဆိုရင်နိုင်ငံရေးအရလုပ်နေတဲ့အတိုင်းအတာပဲဖြစ်တော့တကယ်အဆုံးအဖြတ်မဖြစ်ဘူးပေါ့ဗျာဆိုတော့အဲကြတော့ကျွန်တော်တို့မငင်းနိုင်5 point consensus ကဟိုဥစားပေါ့နော်ငါတို့အတွက်အရေးမပါပါဘူးဒါကိုပြောင်းပေးပါဆိုပြီးတော့ကျွန်တော်တို့သူတို့မပြောနိုင်ဘူးအဲကြတော့သူတို့ရှီကနေပြီးတော့ကျွန်တော်တို့ဘာရမှာတော့ရမယ့်ဟာကိုပဲ5 point consensus ရကျွန်တော်တို့ယူဖို့ရှိဖိလစ်ပင်းကျွန်တော်တို့ပြီးခဲ့တဲ့အစည်းအဝေးမှာတွေ့ပါတယ်သူတို့တွေစပြီးတော့တက်ပါပြီအဲ့တော့အဲ့ပြီးခဲ့တဲ့အစည်းအဝေးမှာကျွန်တော်တို့တွေ့ခဲ့တဲ့အတိုင်းအတာအရဆိုရင်သူတို့တွေဒီအာဆီယံချဲသူတို့ရှိလက်ထဲကိုမရောက်သေးခင်အချိန်မှာကိုသူတို့ရဲ့လွှတ်တော်တွေကနေပြီးတော့မှဒီဥစ္စာပေါ့နော်မြန်မာအရေးကိုဘယ်လိုဆောင်ရွက်မယ် NUG ကိုဘယ်လိုသဘောထားမယ်ဆိုတော့သဘောထားထွက်နိုင်အောင်သူတို့စူးစမ်းခဲ့တယ်ထွက်ခဲ့တယ်ပေါ့နော်အဲ့ထွက်ခဲ့တဲ့ပုံကိုယ်တွေနဲ့ကျွန်တော်တို့ ਨੇ အဲ့ဒါမှပါဝင်စူးစမ်းတဲ့ပုံကိုယ်တွေနဲ့ကျွန်တော်တို့ ਨੇ တွေ့ပါတယ်သူတို့ရဲ့သဘောထားတွေအရင်အားရဖို့ကောင်းပါတယ်ဆိုတော့ဘယ်လိုဖြစ်လာမယ်တော့မပြောတတ်ဘူးကျွန်တော်အနေနဲ့ဖိလစ်ပင်းပေါ်မှာမြန်မာအရေးကိုဒီထက်ပိုပြီးတော့မှသူတို့ကင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်အခုအခုပေါ့နော်အခုအနေနဲ့ဒီတိုက်တွန်းချင်တာပဲဖြစ်ဖြစ်နောက်တစ်ခုကကြတော့ဖြည့်ဆွတ်ပြီးတော့ပြောချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီနေ့ကျွန်တော်ဖြည့်ဆွတ်ပြီးတော့မှကျွန်တော်ပြောခြင်းတဲ့အနေအထားကတော့အာဆီယံဒေသအတွင်းမှာမြန်မာဒုက္ခသည်တွေကိုကူညီနိုင်မဲ့တရားဝင်ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရန်တရားမရှိပါဘူးဆိုတော့ UNHCR တို့
ဒီ ICRC လို့ဆိုတဲ့အနေအထားတွေကလည်းအာဆီယံဒေသအတွင်းမှာအားကောင်းတဲ့ mechanism တွေမဟုတ်ပါဘူးအာဆီယံဒေသအတွင်းအစိုးရတွေခွင့်ပြုတဲ့လောက်ပဲအလုပ်လုပ်ပေးလို့ရတဲ့အနေအထားဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဒါတွေကပြောလို့ဆိုရင် United Nation နဲ့ပို့ပြီးတော့မှတက်ဆိုင်တဲ့ United Nation ရဲ့ agency တွေဖြစ်တယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်ရဲ့ဒီတောင်းဆိုချင်တာကတော့အာဆီယံဒေသအတွင်းမှာအာဆီယံရဲ့ကိုယ်ပိုင်ကျွန်တော်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန်တရားတွေပို့ပြီးတော့မှဖြစ်စေချင်ပါတယ်ဆိုတော့ဒီပြီးတော့နောက်တစ်ခုကဗမာပြည်တွေကိုတွားပြီးတော့မှကူညီလို့မရဘူးဆိုရင်ဗမာပြည်ထဲမှာအကြမ်းဖက်ခံရလို့ထွက်ပြေးလွတ်မြောက်လာတဲ့ survivor တွေကူညီပေးဖို့ပေါ့နော်ဟိုလာအကြမ်းဖက်ခံရမှုကနေလွတ်မြောက်လာတဲ့လူတွေကိုပြောဆိုရင်နယ်စပ်ဖြတ်ကျော်ပြီးတော့ကူညီပေးဖို့ဒီလိုမျိုးကူညီဆောင်ရွက်မှုမျိုးတွေကိုလိုချင်ပါတယ်နောက်တစ်ခုကျွန်တော်မလေးရှားမှာရှိတဲ့ UNHCR နဲ့ထိုင်းမှာရှိတဲ့ UNHCR သူတို့ရဲ့ priority တွေဆိုတော့လက်ရှိအာဆီယံမှာမြန်မာအရေးကပြောဆိုရင်နံပါတ်1တော့ဟိုစားပေါ့နော်အကြီးကျယ်ဆုံးဖြစ်နေတဲ့အတိုင်းအတာမျိုးဖြစ်ပါတယ်ပြည်တွင်းစစ်အရှိကြဆုံးဖြစ်တယ်အသေးအပြောက်အများဆုံးဖြစ်တယ်ရက်စက်ယုံမှမှုအပြင်းထန်ဆုံးဖြစ်တယ်ဆိုတော့ကိုယ့်ဒေသအတွင်းကပြဿနာကိုဖြေရှင်းတဲ့အနေအထားမှာကျွန်တော်တို့ဒီ UNHCR ကကျွန်တော်အာဆီယံမှာ mechanism မရှိတဲ့အတွက် UNHCR နဲ့ကူညီပြီးဖြေရှင်းနေရတယ်ဆိုတဲ့အခါကျတော့မြန်မာအရေး2021နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ဒုက္ခတွေဦးစားပေးအဆင့်အတန်းပေးဖို့ကျန်းမာရေးအကြောင်းပြချက်မပါတဲ့ဦးစားပေးအဆင့်အတန်းပေးဖို့ဒါတွေကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်အခုလိုမျိုးဖြေချပြီးတော့အခုလိုချိန်ပြီးဖြေချပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ညီမကြီးဒါကတော့မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာဒုက္ခသည်တွေကြုံတွေ့နေရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမြန်မာ Affairs Alliance က Focal Person ကိုစိုးထက်သိန်းကိုဆက်သွယ်ပြီးမြင်ခဲ့တာဖြစ်ပါတယ်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။